အရှင်ဖေယသောတာပန်ဖြစ်တာကိုသိနိုင်ပါသလားဖြေပေးတော်မူပါတဲ့ကိလေသာအနုတ္တယကအလွန်နုညံ့တာကြောင့်သောတာပန်ဖြစ်တာကိုလူတိုင်းမသိနိုင်ဘူးလို့လေဒီဆရာတော်ကြီးကဆိုထားပါတယ်သို့တော်လည်းပဲဖျားရှင်လက်ထက်တော်အခါကယဟန်တွေဟာကိုသောတာပန်ဖြစ်ကြောင်းသိနိုင်ပါသလားလို့မြတ်စွာဘုရားကိုမေးလျှောက်တဲ့အခါမှာအဲ့ဒီအခါမြတ်စွာဘုရားကခြေသားတို့ဖျား၌အတ္တဓမြပတ်ဝင်ယုံကြည်ခြင်းတရား၌အတ္တဓမြပတ်ဝင်ယုံကြည်ခြင်းတန်ခါ၌အတ္တဓမြပတ်ဝင်ယုံကြည်ခြင်းတမာတိစွမ်းအားကိုဖြစ်စေနိုင်သောအရိယာသီလကန္တာနှင့်ပြည့်စုံခြင်းတွေရှိမယ်ဆိုရင်သောတာပန်ဖြစ်ကြောင်းသိနိုင်တယ်လို့မိန့်ဆိုတော်မူပါတယ်ဒါကြောင့်ကိုသောတာပန်ဟုတ်မဟုတ်သိခြင်းရင်အဲ့ဒီအချက်တွေနဲ့တိုင်းတာကြည့်ပါကသောတာပန်ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုကွဲပြားစွာသိနိုင်ပါတယ်နောက်တစ်ခုကအရိယာမှန်သမျှဟာဖို့ကိုရရှိထားတဲ့သူတွေဖြစ်ပါတယ်သောတာပန်ပုဂ္ဂိုလ်ကလည်းပဲသောတာပတ္တိဖို့ကိုရရှိထားပါတယ်သောတာပန်ဟုတ်မဟုတ်သူရထားတဲ့သောတာပတ္တိဖို့ကိုဝင်စားပြီးသုံးသပ်ကြည့်မယ်ဆိုရင်သူကိုယ်သူသောတာပန်ဖြစ်ကြောင်းသိရှိနိုင်ပါတယ်အရှင်ဖေယတမေမရည်ရွယ်ပဲတတ္တဝါတကောင်ကိုတတ်မိသလိုဖြစ်သွားရင်ငရဲကြီးပါသလားဖေယဖြေပေးတော်မူပါတဲ့စေတနာကမ္မဘိက္ခဝေလို့ဖျားဟောရှိတဲ့အတွက်မြတ်စွာဘုရားကစေတနာကိုအဓိကထားတာကြောင့်တည်သေးလိုသောစေတနာနဲ့တက်ဖြတ်တာမျိုးမဟုတ်ပဲမတော်တဆထိခိုက်သွားလို့တည်သွားတာမျိုးကတော့အပြစ်မရှိပါဘူးနော်တတ္တဝါတကောင်ကိုတက်ဖြတ်တဲ့နေရာမှာ1တတ္တဝါဖြစ်ခြင်း2တတ္တဝါဟူသောအမှတ်ရှိခြင်း3တည်သေးလိုသောစိတ်ရှိခြင်း4လုံလပြူခြင်း5တည်သွားခြင်းဆိုတဲ့အင်္ဂါ5ချက်နဲ့ညီမှသာပါဏာတိပါဒကံမြောက်တာကြောင့်အပြည့်ရှိတဲ့အတွက်ငရဲကြီးနိုင်ပါတယ်အင်္ဂါ5ချက်နဲ့မညီဘူးစေတနာလည်းမပါဘူးဆိုရင်တော့မတော်တဆထိခိုက်လို့တည်ဆုံးသွားတာမျိုးကတော့အပြည့်မရှိဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖေယအယက်သမားတစ်ယောက်ကိုအယက်လှူရင်အကုသိုလ်ရပါသလားဖြေကြားပေးတော်မူပါဖေယတဲ့မလှူကောင်းသောအလှူ10မျိုးထဲမှာမစ္ဆဒါနမူရစ်စေဝါတေရီအယက်အလှူဆိုတာပါတာကြောင့်အယက်လှူရင်အကုသိုလ်ဖြစ်ပါတယ်နော်တချို့ကအယက်လှူလို့ဘာအကျိုးမှမရှိပါဘူးဆိုပြီးပြောပါတယ်မှားပါတယ်ဗုဒ္ဓဘာသာဆိုတာအကြောင်းအကျိုးကိုလက်ခံယုံကြည်တဲ့ဘာသာဖြစ်တဲ့အတွက်အကြောင်းတရားလုပ်ပြီးဆိုရင်အကျိုးတရားဖြစ်ပါတယ်ဒါကြောင့်အယက်လှူပြီးဆိုရင်အကျိုးတရားတစ်ခုတော့ဖြစ်ပါတယ်ဘာအကျိုးဖြစ်တယ်လဲဆိုရင်မကောင်းကျိုးတွေဖြစ်ပါတယ်သူတစ်ပါးကိုပျက်စီးအောင်အယက်လှူတဲ့သူဟာဖြစ်လျာဘဝတိုင်းမှာယူသွတ်တတ်ပါတယ်တတိမေ့လျော့တဲ့သူဖြစ်တတ်ပါတယ်အနာယောဂထူပြောတဲ့သူဖြစ်တတ်ပါတယ်ဒါဟာအယက်လှူခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မကောင်းကျိုးတွေပဲဖြစ်ပါတယ်ဒါကြောင့်အယက်လှူတာဟာအကုသိုလ်ဖြစ်ပါတယ်အိမ်သာစေခြင်းအကျိုး၅ပါးရှင်းပြတော်မူပါဖေရတဲ့အိမ်သာစေတဲ့အကျိုးက၅ပါးမကဘူး17ပါးရှိပါတယ်အိမ်သာစေတဲ့အကျိုး17ပါးကဘာတွေလဲဆိုရင်1မိမိစိတ်ကိုကြည်လင်၍သူတစ်ပါးစိတ်ကိုကြည်လင်စေခြင်း2ပညာရှိသူတော်ကောင်းတို့ချီးမွမ်းခြင်း3ခန္ဓာကိုယ်အသားရည်နူးညံ့ခြင်း4ခန္ဓာကိုယ်ပန်းရနံကဲ့သို့မွေးပြန့်ခြင်း5မျက်နာအစင်းကြည်လင်ခြင်း6စိတ်ပူပန်မှုကင်းဝေးခြင်း9စိတ်ချမ်းသာ၍ကိုယ်ကျမ်းမာခြင်း8ဂုဏ်သတင်းကြော်စောခြင်း9အသက်ရှည်ခြင်း10မတွေ့မဝေသေရခြင်း17သေပြီးသည့်နောက်နတ်ရွာသူဂရီသို့လာရောက်ရခြင်းဆိုတဲ့အကျိုး17မျိုးပဲဖြစ်ပါတယ်ဤအကျိုး17မျိုးဟာအိမ်သာစေးတဲ့သူများရရှိမိ
အကျိုးဆက်တဲ့မျိုးပဲဖြစ်ပါတယ်နွားလာဥဒဘအလှဆိုတာဘာကိုပြောတာလဲဖေဟာတဲ့နွားလာဥဒဘအလှဆိုတာနွားထီအလှကိုပြောတာပါနော်နွားထီအလှဆိုလို့ဒီကနေ့ခေတ်နွားထီတွေကိုပြောတာမဟုတ်ပါဘူးဖះရှင်လက်ထက်ကကုံအပြည့်တင်ထားတဲ့လှဲအစည်းပေါင်း100ကိုတကောင်တည်းယုံပြီးဆွဲနိုင်တဲ့နွားထီကိုပြောတာပါအဲ့ဒီလိုနွားမျိုးတွေဟာဘုံကံကြီးမားတဲ့အနာတပိန်နဲ့ဝိတာခါတို့လိုတတိတွေပဲပိုင်ပါတယ်အဲ့ဒီလိုနွားမျိုးကိုနွားမတရေရဖို့အတွက်ပေးလှူတာမျိုးကိုပြောတာပါအဲ့ဒီလိုပေးလှူခြင်းဟာကာမဂုဏ်နဲ့ဆက်ရှက်နေတဲ့အတွက်မှလူအပ်တာကြောင့်မှလူအပ်တဲ့အလှူ10မျိုးထဲမှာထည့်သွင်းထားခြင်းဖြစ်ပါတယ်ငါးပါးသီလဆောင်ထိန်နိုင်ရင်ရတဲ့အကျိုးကျေးဇူးလေးသိပါရစေဖရာတဲ့မဟာပရိနိဗ္ဗာန်တုတ်မှာသီလဆောင်ထိန်တဲ့ပုဂ္ဂိုလ်များရရှိနိုင်ပြီးကောင်းကျိုး၅မျိုးကိုမြတ်စွာဘုရားဟောကြားထားပါတယ်အဲ့ဒီကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁မမေ့မလျော့နေခြင်းကြောင့်များစွာသောစည်းစိမ်ဥစ္စာတို့ကိုရရှိခြင်း၂ကောင်းသောဂုဏ်သတင်းကြော်စောခြင်း၃ပရိသတ်၄ပါးအလယ်၌တင့်တယ်ရဲရင်ရွှင်ရွှင်လန်းလန်းနေရခြင်း၄မတွေ့မဝေမမေ့မောပဲတည်ရခြင်း၅သေပြီးသည့်နောက်နတ်ရွာသူဂတိတို့လာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာသီလဆောင်ထိန်တဲ့ပုဂ္ဂိုလ်များရရှိနိုင်မိကောင်းကျိုး၅မျိုးပဲဖြစ်ပါတယ်အတန်တော်အင်္ဂါ၈ပါးကဘာတွေလဲအရှင်ဖရာမိန့်တော်မူပါဗျာတဲ့မြတ်ဗုဒ္ဓ၏အတန်တော်အင်္ဂါ၈ပါးဆိုတာ၁တန်ရှင်းခြင်း၂တာယာခြင်း၃စကားအတန်တိတာထင်ရှားခြင်း၄နားထောင်ခြင်းစပွဲရှိခြင်း၅မပြန့်ကျဲခြင်း၆လုံးဝန်းခြင်း9အတန်နဲ့ခြင်း10ပဲ့တင်ပံထက်ခြင်းတို့ဖြစ်ပါတယ်ဒါဟာမြတ်ဗုဒ္ဓ၏အတန်တော်အင်္ဂါ၈ပါးပဲဖြစ်ပါတယ်